ပိုရောင်းနေရင်ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုပြပါအားလုံးမင်္ဂလာပါစီးချန်နယ်ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့ marketing ဘိုင်းကိုတိုးတက်ကူညီပေးနေတဲ့အောင်ဖို့ဖြစ်ပါတယ်အထူးသဖြင့် service လုပ်ငန်းလုပ်တဲ့သူတွေအနေနဲ့ဆိုရင်ကိုယ့်ရဲ့ရောင်းအားပိုရချင်ရင်ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုပြရမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းမှာ Facebook မှာစပင်းညက်တဲ့အကူတယောက်ပေါ့နော်သူက site တစ် site မှာညက်တယ်လို့ထင်ပါတယ်သူ့ရဲ့အကောင့်မှာသူစီမှာစပင်းလာညက်တဲ့သူတွေရဲ့စပင်းညက်တဲ့ဗီဒီယိုလေးတင်ထားတယ်ပေါ့နော်မညက်ခင်ကလေးကဘယ်လိုပုံစံလေးညက်ချင်တယ်ဘယ်လိုပုံစံရှိတယ်ဘယ်လိုပုံစံညက်မယ်မေးပြောပြီးတော့ညက်လိုက်တယ်ပြီးတော့ညက်ပြီးသွားတဲ့ပုံကိုပြတယ်ကျွန်တော်ဗီဒီယို10ပုတ်လောက်အထိကျွန်တော် scroll လိုက်ပြီးတော့ကြည့်လိုက်တယ် comment တွေလည်း like ဖတ်ကြည့်တယ်ပေါ့နော် like ဖတ်ကြည့်တော့ 80% အထက် maybe 90%လောက်အထိသူတွေသဘောကျကြတယ်ဆိုင်ဟာရန်ကုန်မှာ9မိုင်မှာထင်တယ်သူစီကိုလာညက်တဲ့သူတွေကဟိုးကြောက်စရာပါတယ်မန္တလေးကပါတယ်တော်တော်ဝေးလန်လန်နေရအောင်ပါတယ်တချို့ကတော့ဒီကိုရောက်ရင်းနဲ့လမ်းကြုံလို့ညှက်သွားတဲ့လူရှိတယ်လို့တချို့ကတော့တဘူတကားကိုသူစီကိုလာညက်တဲ့လူတွေလည်းတွေ့ရတယ်အဲ့ဒါဘာကိုပြောချင်လဲဆိုတော့သူ့ရဲ့ကျွမ်းကျင်မှုကိုကျွန်တော်တို့ကမျက်ဝါးထင်ထင်မြင်ရတယ်သူညက်ပေးလိုက်တဲ့လက်ရာကိုဒီဗီဒီယိုကတစ်ဆင့်ကျွန်တော်တို့ကမြင်ရတယ်မြင်ရတဲ့အခါကျတော့ဒီလူဟာစပင်းညက်ချင်းနဲ့ပတ်သက်လို့ကျွမ်းကျင်ပါလားဆိုတာကိုမြင်နေရတဲ့ကြောင့်မလို့ယုံကြည်မှုရှိရှိလာပြီးတော့ညက်ကြတယ်အဲ့တော့အကိုတို့အမတို့ကျွန်တော်တို့ဒီသဘောတရားအတိုင်းပဲကိုကဘာလုပ်ငန်းလုပ်နေဥပမာကျွန်တော်အခုစီးပွားရေးနဲ့ပတ်သက်တဲ့ marketing နဲ့ပတ်သက်တဲ့သင်တန်းတွေလည်းပြီးရစာအုပ်တွေလည်းရှိတယ်ကျွန်တော်ဒီမှာစီးပွားရေးနဲ့ marketing နဲ့ပတ်သက်တဲ့အကြောင်းတွေတောက်လျှောက်ပြောနေတယ်ကျွန်တော်ပြောနေတဲ့အကြောင်းအရာတွေကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်အသုံးတဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့သင်တန်းတွေကိုလည်းလာတက်ကြမယ်ကျွန်တော်ရဲ့စာအုပ်တွေကိုလည်းလာဝယ်ကြမယ်ကျွန်တော်ရဲ့ကျွမ်းကျင်မှုကိုမပြနိုင်ဘဲနဲ့ထင်ရည်လျှောက်ပြောနေမယ်ဆိုလို့ရှိရင်เนาะဟာဒီကောင်ကသူ့ဟာသူတော့အပတ်မလဲပဲနဲ့သူများကဘယ်လိုဆရာလုပ်မှာလဲဆိုပြီးတော့ဘယ်သူမှကျွန်တော်စီကိုလာကြမှာမဟုတ်ဆိုတော့ကျွန်တော်ရဲ့သင်တန်းတွေတက်ကြတယ်ကျွန်တော်ရဲ့စာအုပ်တွေဝယ်ဖတ်ကြတယ်ဆိုတာအခုလိုမျိုးဗီဒီယိုတွေကတစ်ဆင့်ကျွန်တော်ရဲ့တင်နာလဲမှုကျွန်တော်ရဲ့ကျွမ်းကျင်မှုမြင်ရလို့ဖြစ်တယ်ဆိုတော့အခုတို့မှတို့လည်းဒီအတိုင်းပဲသူတို့ပြင် service လုပ်ငန်းလုပ်နေရလို့ဆိုကိုက graphic designer ဆိုရင်ကိုယ့်ရဲ့ design တွေကိုချပြကိုက content writer ဆိုရင်ကိုယ့်ရဲ့ content တွေကိုချပြကိုက video editor ဆိုရင် video edit ထားတာတွေကိုချပြကိုအစားသင်တဲ့လူဆိုရင်ကိုစာသင်တာတွေကိုချပြအစရှိတယ်ဒီလို concept တွေကိုပြောပြဒီလိုပြောခြင်းအဖြစ်ကိုဟာဒီနယ်ပယ်မှာဘလောက်ကျွမ်းကျင်လဲဆိုတာကိုလူတွေကမြင်လာတယ်အဲ့လိုမြင်လာပြီးတော့ကိုကိုယုံကြည်လာတယ်အဲ့ယုံကြည်မှုကတစ်ဆင့်ကိုရဲ့ product တွေကိုသင်တန်းဆိုလဲသင်တန်းပေါ့နော်ကျွန်တော်ဆိုရင် consultation ပေါ့နော်အကြံပေးတာတွေလည်းလုပ်တယ်အဲ့ဒါတော့ဒီရက်ပိုင်းမှာကျွန်တော်ပြန်ကြော်ညာပေးမယ်နားထားနည်းနည်းကြာနေပြီဆိုတော့ကျွန်တော်လာမေးကြတယ်ရှိတယ်အဲ့လိုမျိုးတွေကိုရဲ့service ကိုလူတွေကယုံကြည်မှုနဲ့ဝယ်လာကြမှာဖြစ်တယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့အထူးသဖြင့် service ကိုရောင်းနေရဆိုရင်ပိုရောင်းရဖို့အတွက်အရေးကြီးတဲ့ချက်ကကိုယ့်ရဲ့ကျွမ်းကျင်မှုကိုလူတွေသိအောင်ပြပါဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ဗျာ